ဇလန်ကတော့ Honduras နိုင်ငံတူဂူစီကပါမြို့ကနေစတင်ပါတယ် Rocio Agala ဆိုတဲ့ main ကလေးငယ်တယောက်က drum TV သချင်းဆိုရင်ပျော်ပျော်ရွှင်ရွှင်နေထိုင်နေပါတယ်။ဒီမှာတော့အလှမယ်ဟောင်းတယောက်ဖြစ်တဲ့ Giselle ဆိုသူက Rocio တို့အိမ်ကိုရောက်လာပြီးသူမကကလေးအမှုပညာရှင်တွေကိုရှာဖွေတဲ့ talent agency ကပါလို့မိတ်ဆက်ပါတယ်။ဈေးထဲမှာ Rocio သချင်းဆိုတာကိုကြားပြီးအရန်သဘောကျလို့စားချုပ်ချင်တယ်လို့ပြောလာတာပါ။အဲ့ဒီအချိန်မှာ Rocio ရဲ့ညီလေး Miguel လည်းအခန်းထဲဝင်လာပြီး Giselle ရဲ့စိတ်ဝင်စားမှုကိုထပ်ရသွားပါတယ်။ကလေးနှစ်ယောက်အတွက်အခွင့်အရေးကောင်းလို့ယုံကြည်သွားတဲ့ဖခင် Roberto ဟာသူတို့ကိုစတူဒီယိုတစ်ခုစီခေါ်သွားပါတယ်။အဲ့ဒီမှာတခြားကလေးတွေနဲ့အတူဓာတ်ပုံရိုက်မယ်ဆိုပြီးစုထားကြပါတယ်။ Giselle က Roberto ကိုဒီအချိန်လာခေါ်ပါလို့ပြောလိုက်ပြီး Roberto ပြန်ရောက်လာတဲ့အချိန်မှာတော့အဆောက်အဦတစ်ခုလုံးမှောင်မိုက်ပြီးလူမရှိတော့ပါဘူး။အဲ့ဒီအချိန်မှာပဲသူနားလေသွားတယ်။သူ့ကလေးတွေပျောက်သွားပြီဆိုတာကိုတစ်ဖက်မှာတော့ Rocio နဲ့ Miguel တို့ကိုကားတစ်စီးတွေအတင်းထည့်ခေါ်သွားပြီးလူကုန်ကူးခံရတဲ့ကလေးဘဝဆိုကြီးတွေတွန်းပို့လိုက်ကြပါတယ်။ American California ပြည်နယ်မှာတော့ Homeland Security Agent ဖြစ်တဲ့ Tim Ballard ဟာကလေးလိန်ကျူးလွန်သူတယောက်ကိုဖမ်းဖို့ undercover operation တစ်ခုလှုပ်ဆောင်နေပါတယ်။သူတို့ဟာ Ernst Oshinsky ဆိုတဲ့အမျိုးသားကိုကလေးအနိုင်ကျင့်ပုံတွေ download လုပ်နေတာကိုစောင့်ကြည့်ပြီးဝင်ဖမ်းနိုင်ခဲ့ပါတယ်။ Tim ဟာကရီးယားတလျှောက်လူဆိုးပေါင်းရာချီဖမ်းခဲ့ပေမဲ့တကယ်ဒုက္ခရောက်နေတဲ့ကလေးတွေကိုတော့မကယ်တင်နိုင်သေးတာကိုအမြဲစိတ်မကောင်းဖြစ်နေသူပါ။ဒါကြောင့်သူဟာ Oshinsky ကိုထောင်ထဲကခေါ်ထုတ်ပြီးငါလဲမင်းလိုပဲဆိုတဲ့ပုံစံနဲ့ယုံကြည်မှုယူလိုက်ပါတယ်။အဲ့ဒီကနေ Teddy Bear လို့ခေါ်တဲ့ကလေးတယောက်ကိုရောင်းဝယ်မဲ့အကြောင်းသိလာပြီးအဲ့ဒီကလေးဟာ Miguel ဖြစ်နေပါတယ်။ Tim နဲ့သူ့အဖွဲ့ဟာ US Mexico border ကိုတွားပြီး Miguel ကိုဝယ်မဲ့ Earl Pouchman ကိုဆောင်ဖမ်းကြပါတယ်။ Operation အောင်မြင်သွားပြီး Miguel ကိုကယ်တင်နိုင်ခဲ့ပါတယ်။ Tim က Miguel ကိုစားတောက်ဆိုင်ခေါ်သွားပြီးနူးနူးညံ့ညံ့ပြောဆိုတဲ့အခါ Miguel ဟာသူ့ရဲ့ကြောက်မက်ဖွယ်အတွေ့အကြုံတွေကိုပြောပြလာပါတယ်။သူတို့ဘလို့အဖမ်းခံရတယ်ဘလို့နှိပ်စက်ခံရတယ်ဘလို့ရောင်းစားခံရတယ်ဆိုတာတွေဒါပေမဲ့ Miguel အတွက်အကြီးဆုံးနာကျင်မှုကတော့အမ Rocio ကမကယ်ရသေးဘူးဆိုတာပါ။ Miguel ဟာ Tim ကို Rocio ပေးထားတဲ့ Saint Timothy လဲဆွဲလေးကိုပြပြီးကျွန်တော်အမကိုကယ်ပေးပါလို့တောင်းဆိုပါတယ်။နောက်ပိုင်းမှာ Tim ဟာကိုလံဘီယာနိုင်ငံကိုတွားပြီး Vandy Piro ဆိုတဲ့ကာတယ်အဖွဲ့ဝင်ဟောင်းတယောက်နဲ့ပူးပေါင်းလိုက်ပါတယ်။ Vandy Piro ဟာတချိန်ကလူကုန်ကူးလောကနဲ့ဆက်နွယ်ခဲ့ပြီးပေမဲ့နောက်ပိုင်းမှာကလေးငယ်တွေဘလောက်ဒုက္ခရောက်နေလဲသိသွားပြီးသူ့ဘဝကိုကလေးကယ်တင်ရေးအတွက်အသုံးချဖို့ဆုံးဖြတ်ထားသူပါသူတို့နှစ်ယောက်ဟာလူကုန်ကူးသမားတွေကိုဖမ်းဖို့ sex hotel အတူတခုဖန်တီးပြီး trap ဆင်လိုက်ပါတယ် operation စတင်တဲ့အချိန်မှာကလေးတစ်ဝက်လောက်ကိုအရင်ပို့လာပါတယ် team ကတော့စင်ပါဆိုတဲ့ကောင်လေးတစ်ယောက်ကိုခေါ်ပြေးဖို့စူးစမ်းနေတဲ့လူတစ်ယောက်ကိုတွေ့လိုက်ပြီးဝင်တားပါတယ်တနက်ထုတ်ချိန်မှာ Vampiro ကအချိန်မီကယ်တင်လိုက်ပါတယ်နောက်ဆုံးမှာတော့ US Embassy က reinforcement တွေရောက်လာပြီး Katie Horace နဲ့သူ့အဖွဲ့ကိုအကုန်ဖမ်းနိုင်ခဲ့ပါတယ်။တင်ခံရတဲ့ကလေးတွေပြန်ပြီးတချင်းဆိုကစားနေတဲ့အချိန်မှာ Vampiro ကဒါပဲလွတ်လပ်မှုရဲ့အတန်အစစ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ကယ်တင်ခဲ့တဲ့ကလေး54ယောက်ထဲမှာ Rocio မပါသေးပါဘူး။နောက်ပိုင်းစစ်ဆေးမှုတွေအရ Rocio ကိုကိုလံဘီယာ Rebel Crew စီရောင်းလိုက်ပြီး Scorpion လို့ခေါ်တဲ့အန်ဒီယေကြီးတဲ့လူဆိုးလက်ထဲရောက်နေကြောင်းသိလာပါတယ်။ Coach ကအဲ့ဒီနေရာဝင်ရင်တီမိတ်မရှင်ပဲလို့တတိပေးပေမယ်။ Team ကနောက်မဆုတ်ပါဘူး။သူနဲ့ Vampiro တို့ဟာဆရာဝန်အဖြစ် disguise လုပ်ပြီး Rebel Camp ထဲဝင်သွားကြပါတယ်။တောအုပ်နဲ့ကြီးတဲ့ရောက်တဲ့အချိန်မှာ Team ဟာနောက်ဆုံး Rocio ကိုတွေ့လိုက်ရပါတယ်။ Rocio ဟာကိုကိန်းထုတ်လုပ်ခိုင်းခံနေရပြီးကြောက်လန့်နေတဲ့ကလေးဘဝတစ်ခုအဖြစ်ပျက်စီးနေပါပြီ။ညဘက်မှာ Team က Scorpion တို့မူပြီးတချင်းဆိုနေချိန်ကိုစောင့်ပြီး Rocio ကိုကယ်ထုတ်ဖို့ကြိုးစားပါတယ်။ Rocio က Team ကိုတွေ့တော့ကြောက်ပြီးអော်လိုက်မိပေမဲ့ Team ကတိတ်နေငါနောက်လိုက်လို့နှစ်သိမ့်ပေးပါတယ်။ဒါပေမဲ့ Scorpion ကြားသွားပြီး Rocio စီပြေးလာပါတယ်။ Scorpion ဟာ Rocio ကိုထပ်ပြီးအနိုင်ကျင့်ဖို့ကြိုးစားတဲ့အချိန်မှာ Team ဝင်တားပြီးနှစ်ယောက်အပြင်းအထန်တိုက်ခိုက်ကြပါတယ်။နောက်ဆုံးမှာတော့ Team က Scorpion ကိုတပ်ပစ်နိုင်ခဲ့ပါတယ်။ Team ဟာ Rocio ကိုခေါ်ပြီးတောထဲကထွက်ပြေးလာတယ်။ Vampiro ကကားနဲ့စောင့်နေပြီးသူတို့နှစ်ယောက် Rebels တွေရဲ့ပြစ်ခတ်မှုကြားကနေလွတ်မြောက်နိုင်ခဲ့ပါတယ်။မခွဲခင် Team က Miguel ပေးထားတဲ့ Saint Timothy လဲဆွဲကို Rocio စီပြန်ပေးလိုက်ပါတယ်။နောက်ဆုံးမှာတော့ Rocio ဟာဖခင် Roberto နဲ့ Miguel တို့စီပြန်လည်ဆုံတွေ့နိုင်ခဲ့ပြီးမိသားစု3ယောက်အိမ်ပြန်နိုင်ခဲ့ကြပါတယ်။ Rocio အခန်းထဲမှာတော့ဖခင်ပေးထားတဲ့ drum အသစ်လေးတစ်လုံးရှိနေပါတယ်။ Rocio ဟာမျက်ရည်တွေနဲ့အတူ drum ကိုပြန်တီးပြီးတချင်းဆိုလိုက်ပါတယ်။ဇက်ကားအဆုံးမှာတော့တကယ် Tim Ballard ရဲ့ Congressional Testimony ကြောင့်လူကုန်ကူးခံရသူ120ကျော်ကိုကယ်တင်နိုင်ခဲ့ပြီးနိုင်ငံတကာ Sex Trafficking Investigation ဥပဒေသစ်တွေ
ပေါ်ပေါက်လာခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်ယနေ့ကမ္ဘာမှာကျွန်စနစ်တရားဝင်ရှိခဲ့တဲ့ခေတ်ထက်တောင်လူကျွန်အဖြစ်အသုံးချခံနေရသူပိုများနေပြီးအများစုကတော့ကလေးငယ်တွေဖြစ်နေဆဲပါ။